ကျွန်တော်တို့ view ရိုက်တယ်ဆိုတော့ကျွန်တော် challenging ဖြစ်စေအရာတွေမှပါတယ်ပေါ့နော်အကြောင်းရင်းတစ်ချက်ရှိရော number 1ချက်အနေနဲ့ကျွန်တော်ညာမျက်စိဆောင်းတယ်အခုလည်းဆောင်းနေတော့ပါပဲအခုကြတော့လာဒီစကားပြောတဲ့အခါမှာဖြစ်ဒီကင်မရာရှေ့ရောက်နေပြီကျွန်တော်ကိုမျက်လုံးကိုဘယ်လို control လုပ်မလဲဆိုတာသိသွားတယ်ပေါ့နော်အဲ့နံပါတ်1ချက်နံပါတ်2တစ်ချက်နံပါတ်1ကကျတော့ကျွန်တော်စကားမပြောတတ်ဘူးပေါ့ငယ်တော့ဆိုရင်အဖေပြဘာနေကျွန်တော်အိမ်ကောင်းရဘာလို့ပဲပြကျွန်တော်မစံလာပြောရပေါ့နော်မင်းစကားပြောတာလုံးပြီးတော့မှဒီချာမကြဘူးចောင်းဆရာလည်းပြောမင်းကလေးတွေဘယ်လိုစားတင်လဲလို့မျိုးအရန် just လုပ်တဲ့ကောင်မှပြောင်းနေလို့ကောင်မှဒါပေမဲ့တကယ်လက်တွေ့မှာလည်းအခုချိန်နေပြီပေါ့နော်အဲ့တော့ကောင်မလေးဒီနေ့ကကျွန်တော်စကားပြောရတဲ့ပတ်သက်ကျွန်တော်တို့ပြင်ချီဘယ်လိုနေလဲပေါ့နော်အောင်စကားပြောရလုံးနေပေါ့အဲ့လိုဆိုတော့ဒီဥစ္စာကျွန်တော်တို့ challenge ကြီးပဲပေါ့နော်ဒါပေမဲ့ I will try anyway